ဒီနေ့မှာတော့ငပြောတီးပေါက်လေးလှုပ်ရှားဖြစ်ပါလေရှင်ငပြောတီးပေါက်လေးကအဟာရပြီးပွားပြီးအရသာရှိတဲ့ငပြောတီးပေါက်လေးမို့လှုပ်ရှားကြည့်ကြနော်အရင်ဆုံးငပြောတီးလေးတွေကိုအခွန်နွားပါမယ်ပြောတီးကိုမမှန်လေးတွေမကြိုက်လို့နည်းနည်းဝေါ်ထားတာလေးတုတ်ထားပါတယ်ရှင်ငပြောတီးလေးတွေကိုထိတ်ကအညလေးတွေလီးပြီးတော့ကိုနေတဲ့သူတို့ပုံစံလေးလီးပါမယ်စာကြည့်ပါမယ်။အုတ်လိုလေးကိုတော့ကီလိုဝေးတုတ်ထားပါတယ်ရှင်။ပြီးတော့အုတ်လိုပုံထဲမှာကျတဲ့ဟာလေးနဲ့ရေလေးနည်းနည်းထည့်ပြီးတော့ကြိုးပါမယ်။အုတ်လိုလေးကြည်လာပြီးဆိုရင်ပေဘွားလေးကိုဟဲ့ကဇောနဲ့တဇောထည့်ပြီးတော့မှုပေးပါမယ်ရှင်ပေဘွားလေးကိုတော့ဒီတစ်စိမ်းလေးတုတ်ထားပါတယ်ပေဘွားလေးခြေလာပြီးဆိုရင်အသေးပြေးထားတဲ့ငပြောသီးလေးတွေထည့်ပေးပါမယ်ငပြောသီးလေးကစောက်လို့ရပြီးသားဖြစ်လို့အချိန်အများကြီးတန်းစရာမလိုပါဘူးရှင်ပြောတီးလေးနူလာပြီးဆိုရင်အရာသားတွေအကြားဟဲ့ကစောတစောထည့်ပေးပါမယ်ပြီးတော့စိတ်စိတ်လေးဖြစ်သွားအောင်လို့စားလေးကထမိတ်စားစောရဲ့သုံးဖို့တစ်ဖို့လောက်ထည့်ပေးပါမယ်ရှင်တကယ်လို့ဒီနေရာမှာကြည်ဦးလေးတစ်လုံးဖောက်ထည့်လိုက်ရင်လည်းစားလို့ကောင်းပါတယ်ဒီငပြောတီးပေါအရာသားလေးကကြည်ဦးထဲကိုစိတ်ဝေးပြီးတော့ချွတ်ချွတ်စိတ်စိတ်လေးအရာဆောက်လို့ကောင်းပါတယ်ရှင်ဒီမှာကျတော့ဒါငပြောတီးပေါလေးတက်ရင်လည်းမထည့်ဖြေလိုက်ဘူးပေါ့နော်အချို့ကြိုက်တဲ့လူမို့လို့တကြားလေးနည်းနည်းထားပြီးတော့ထည့်ထားပါတယ်ရှင်တကယ်လို့ဒီနေရာမှာအချို့မကြိုက်ရလည်းပဲကိုနေတဲ့တလို့ပြင်လို့ရပါတယ်ရှင်ငပြောတီးပေါလေးရပြီဆိုရင်ခွေချက်ကိုထည့်ပြီးတော့စစ်သေးပြေးပါမယ်ဒါဆိုရင်တော့အဟာရပြီးသွားပြီအရသာရှိတဲ့ငပြောတီးပေါလေးကိုလှူစားကြည့်ကြနော်